No, it is too dangerous. And Atlas is right. I promise this is gonna work. But is that enough misdirection? As long as she's here and not there. We can take care of that. If you're even just 5 minutes late. 5, I'd say 1. 1 minute How late. do we know enough people are going to show up? You guys, it's already viral. I guarantee there'll be a crowd. This is nuts. There's too many variables. Hey, we'll be in constant contact with you if something goes awry. Yeah, there's like no margin for error here, man. Okay, 0. We are going to have to be absolutely flawless if we're going to pull something this risky off. Hello အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းပြပေးမယ့်အသုံးလေးကတော့ pull something off ပဲဖြစ်ပါတယ်သူကအသုံးများတဲ့ phrasal verb လေးတစ်ခုပါပဲ pull ဆိုတဲ့စကားလုံးကလည်း phrasal verb တွေအများကြီးရှိတဲ့ verb တစ်ခုပါ pull ahead တို့ pull in တို့ pull out တို့စုံနေအောင်ရှိတာပါဒီနေ့ရှင်းပြပေးမယ့် pull something off ရဲ့အဓိပ္ပာယ်ကတော့ခက်ခက်ခဲခဲကိစ္စတစ်ခုကိုအောင်မြင်အောင်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါဥပမာခက်ခဲတဲ့ project တစ်ခုကိုအချိန်မီအောင်ပြီးမှရမယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့လိုအချိန်မျိုးမှာ This project is hard and complex, but I believe we can pull it off. ဒီ project ကတော့ခက်ခဲပြီးရှုပ်ထွေးတယ်ဒါပေမဲ့ငါတို့တော့လုပ်နိုင်မယ်လို့ယုံကြည်ပါတယ်လို့ပြောတာပါခက်ခဲပေမဲ့လည်းငါတို့လုပ်နိုင်ပါတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားပါတယ်ဒီရုပ်ရှင်ထဲမှာလည်းဒီလိုပုံစံမျိုးပဲသုံးသွားတာပါရုပ်ရှင်ထဲမှာတော့ဖွဲ့သားတွေအားလုံးကအန်ရအရမ်းများတယ်ငါတို့9မိနစ်လောက်နောက်ကျရင်တော့မရဘူးပြောင်းလဲသွားနိုင်တာတွေကအများကြီးပဲအမှားတစ်ချက်မှလုပ်လို့မရဘူးဆိုပြီးတော့ပြောနေကြတာပေါ့နောက်ဆုံးမှာတော့ငါတို့အမှားတစ်ချက်မှမပါမှရမယ်အဲ့လောက်အနေများတာကိုအောင်မြင်အောင်လုပ်မယ်ဆိုရင်ပေါ့ဆိုပြီးတော့ပြောသွားတာပါရုပ်ရှင်လေးကိုတစ်ခေါက်လောက်ပြန်ကြည့်လိုက်ပါဦး No, it is too dangerous. And Atlas is right. I promise this is gonna work. But is that enough misdirection? As long as she's here and not there. We can take care of that. If you're even just 5 minutes late. 5, I'd say 1. 1 minute How do late. we know enough people are going to show up? You guys, it's already viral. I guarantee there'll be a crowd. This is nuts. There's too many variables. Hey, we'll be in constant contact with you if something goes awry. Yeah, there's like no margin for error here, man. Okay, 0. We are going to have to be absolutely flawless if we're going to pull something this risky off. pull something off ရဲ့နောက်ထပ်သုံးတဲ့နေရာလေးတစ်ခုကတော့အဝတ်စားတွေအကြောင်းကိုပြောတဲ့ချိန်မှာသုံးတာပါထူးထူးဆန်းဆန်းဒီဇိုင်းတွေပြောင်ပြောင်လက်လက်တွေနီနီရဲရဲတွေဝတ်တယ်ဆိုတာကလူတိုင်းနဲ့လိုက်ချင်မှလိုက်တာပေါ့အဲဒီချိန်မှာတကယ်ချင်းတယောက်ကနေပြီးတော့ The new dress is too shiny ဒီဝတ်စုံကအရင်ပြောင်ပြောင်လက်လက်ဖြစ်နေရနော် Don't worry I can pull this off သိမပူပါနဲ့ငါနဲ့လိုက်မှာပါဆိုပြီးတော့ပြောသွားတာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်